ကောသလမင်းကနာမည်သာကြီးတာသူတိုက်ပြီတတိမရှိဘူးဆင်းရဲသားတွေပဲများတယ်အနာတပိန်တယောက်ပဲရှိအဲ့ဒါကြောင့်ငါတိုက်ပြီတတိမရှိလို့ကွာရာဇယုဘယင်ကိုတောင်းတယ်ငါစီတတိတယောက်လောက်လွတ်ပေးစမ်းပါဆိုတော့ဗိမိသာရမင်းတရားကဝိသခာပေးလိုက်တာလှုပ်ထုံးနေအံ့ဩဖို့မကောင်းဘူးလားနော်အဲ့ဒါကိုထီးပြီးဆောင်းပြီးတော့တထေးဆိုတဲ့ဘွယ်တူဂုံတူလက်မှတ်တွေကတ်ထားပြီးတော့ဘယင်ကဒီလိုချီးမြှောက်တာတထေးနဲ့လှုပ်လှုပ်မှတိုင်းပြည်ကတထေးဖြစ်မှာအဲ့ဒါဝိသခာပေးလိုက်တာဝိသခာကဒနင်းဆရာတထေးရဲ့သမီးဒနင်းဆရာတထေးဆိုတော့ရာဇဂိုတထေးတရားစုတထေးဒနင်းဆရာတထေးရဲ့သမီးဒနင်းဆရာတထေးကမင်တကတထေးရဲ့သားမင်တကဆိုတဲ့ပုဂ္ဂိုလ်စိတ်ယုတ်လို့အဓိပ္ပာယ်ရဒီတထေးပစ္စည်းတွေဘယ်လောက်ရှိလဲရွှေဘယ်နှပိဿာချိန်လို့မရဘူးအများကြီးစိတ်နေဘယ်နှလုံးလဲရေတွက်လို့မရဘူးဟာဒါဆိုထီးပြူဆောင်တထေးရာတို့မြေခွက်ပေးလိုက်ဒီတထေးကိုဝဲတော်မွေရဘူးဘယင်ကမြေခွက်ပေးတယ်အဲ့ဒါနဲ့တထေးရာတို့ရတော့အိမ်ဆောက်မလို့မြေခွက်ပေးတဲ့နေရာမှာပနဲ့ရိုက်ပြီးအုံမြေချင်းတူးတာမြေအောက်ကတင်းချမ်းပြီးရွှေစိတ်ရုပ်တွေတွေ့အဲ့ဒါမင်တကဆိုတာစိတ်ခေါ်ရွှေစိတ်ရုပ်တွေတွေ့လို့အဲ့ဒီရွှေစိတ်ရုပ်တွေကိုဗန္တိုက်မှာလှောင်ထားပြီးတော့အိမ်ဆောက်တာဘယင်ကြီးကပိုက်ဆံလိုတဲ့တတိတွေခေါ်တောင်းပြီးတော့ဒီလိုအလုပ်လုပ်သွားတာနော်အခွန်အတုပ်မရှိဘူးလိုချင်တာတောင်းရင်တတိကပေးတယ်ပြောပါအဲ့ဒါမင်တကတတိကြီး၅ဦးกว่าဇောတိကဇတိလမင်တကကာကဝလိယပုံနာတတိကြီး၅ဦးသူတို့ပစ္စည်းကို measureless property နှိုင်းလို့ချိန်လို့မရတော့အောင်ရေတွက်လို့မရတော့အောင်ချမ်းသာတဲ့တထေးမို့လို့အမိတဘောဂတထေးဒီလိုခေါ်တယ်မြတ်စွာဘုရားရာဇဂိုမှာနေရတာကံကောင်းတာလည်းရှိတယ်ကံမကောင်းတာလည်းရှိတယ်ရာဇဂိုကေသကုတ်တောင်ကြီးမှာဒေဝဒကြောက်လုံးနဲ့လှိမ့်ခံရတယ်ရာဇဂိုမျိုးလေကောင်သောခံဝင်ဇာရသဘုရင်ကနာလာဂိရိစဉ်အရက်တိုက်ပြီးတော့ဘုရားနင်းဖို့အလုပ်ခံရဒီလိုမကောင်းတဲ့ဖြစ်ရတွေကတော့မြို့ရာဇဂိုကအတော်ဆိုးဒါဇာရသမင်းအပေါင်းအသင်းမကောင်းလို့ဒီလိုဖြစ်ကြတာဒါပေမဲ့မြတ်စွာဘုရားကရာဇဂိုအဲ့ဒီတတိကြီး၅ဦးဆောက်တဲ့ကျောင်းနေမှာလှည့်ပတ်ပြီးတော့နေသွားတယ်ဒါပေမဲ့လက်ပတ်နေလဲခဏတပြုတ်ပဲနေတယ်ပြီးရသာဝတိပြန်ပြီးတော့အနာတပိန်ကျောင်းတက်လှည့်ဝိသကာကျောင်းတက်လှည့်ဒီလိုနေသွားတယ်အဲ့တော့ရာဇဂိုမှာကျောင်းကဘလောက်များသွားလဲဆိုတော့တယောက်တည်းဘယ်နှကျောင်းဆောက်လိုက်လဲတော့မသိဘူးကျောင်းတိုက်ကြီး18ခုရှိတယ်ရာဇဂိုမှာနော်